ဒီဗီဒီယိုလေးကဘဝကိုတကူရဲရုန်းကန်နေရတဲ့သူတွေအတွက်အစိတ်သက်ခွန်အားဖြစ်စေရမှာနံပါတ်1စိတ်မလျှော့လိုက်ပါနဲ့တခါတလေဘဝမှာအရှုံးတွေကြီးပဲစက်တိုက်ကြုံရတဲ့အချိန်လည်းရှိတတ်ပါတယ်ဒါပေမဲ့အဲ့လိုအချိန်တွေမှာလုံးဝစိတ်မလျှော့လိုက်ပါနဲ့ဒုက္ခတွေဆိုတာခဏလေးဆိုမှခဏလေးပါပဲတခါတလေကြော်လွားနိုင်လိုက်တာနဲ့အောင်မြင်မှုတွေလာတော့မှဖြစ်တာကြောင့်စိတ်လျှော့ဖို့လုံးဝမစဲစားလိုက်ပါနဲ့အောင်မြင်မှုဆိုတာဆိုရှယ်မှုနဲ့လက်တကမ်းမှာပဲရှိတာကြောင့်လက်တကမ်းအလိုမှာပဲခဲလေသည်မြတဲရီချဖြစ်သွားမှာဆိုလို့ပါနံပါတ်2လဲရင်ကြံထားဘဝဆိုတာအကျဉ်းချင်းလဲပြီးအကျဉ်းချင်းပြန်ထမှပို့ပြီးတော့အတိတ်ပဲရှိသွားရပါမလဲဘူးတဲ့သူတရားမှမရှိပါဘူးအခုမြင်တွေ့နေရတဲ့အောင်မြင်နေတဲ့ထိတ်ကိုရောက်နေတဲ့သူတွေအားလုံးဟာလောရကရန်ရဲ့ရိုက်အပုတ်တွေအထုအထောင်းတွေကိုစိတ်နေအောင်ခံရပြီးမှအဲ့လိုနေရာမျိုးကိုရောက်သွားကြရပါလဲကြတိုင်းသာသူတို့ပြန်မထားခဲ့ဘူးဆိုရင်အဲ့လိုနေရအောင်ရောက်လာမှာမဟုတ်ဘူးဆိုတာသင်သိမှာပါနံပါတ်3အရှုံးတွေကနေအမျက်ယူပါဘဝမှာခက်ခဲကြမ်းတမ်းပြီးခါတိမှုတွေအများကြီးကိုရင်ဆိုင်ကြုံတွေ့ရမှာပါဒါပေမဲ့အဲ့လိုအခြေအခါမျိုးမှာသင်သိထားရမှာကအစိုးတိုင်းမှာအကောင့်တစ်ခုခုအမြဲတွန်တွယ်လျက်ရှိတယ်အ ਨੇ ဆုံးမှာတော့တင့်ကိုအတွေ့အကြုံအသစ်တစ်ခုရစီတယ်လို့ခံနိုင်စွမ်းအားပုံမုံမြင့်လာစေပါတယ်ဒါအဲ့ဟာကိုတော့ညံ့နေပြီလို့မဟုတ်လားတခြားအမြတ်တွေလည်းအများကြီးရှိပါသေးတယ်ယူကြအောင်ယူပါနံပါတ်4ဝေညပါတင်ဘဝဟာဘလောက်ပဲခက်နေပါစေတင့်ထပ်ပိုခက်ခဲတဲ့သူတွေအများကြီးရှိပါတယ်ဒါကြောင့်သူတစ်ပါးကိုကူညီဖို့ဝေမျှဖို့အမြဲစဉ်းစားပါနေတာများတာအတားထားသူတစ်ပါးကိုတင်တက်နိုင်သလောက်ကူညီကြည့်ပါသူတစ်ပါးအတွက်စဉ်းစားကြည့်ပါဒါဆိုရင်တင့်ကိုစူးစမ်းချင်စိတ်တွေပိုဖြစ်စေလာပြီသူတစ်ပါးစိတ်ကြိုက်ပေးနိုင်ကမ်းနိုင်လာတဲ့အခါမျှဝေလိုက်လို့ရလာတဲ့ပီတိရဲ့အရာလာတင်ကောင်းကောင်းနားလည်တော့မှာပါစိတ်လှုပ်ရှားဒေါသထွက်တဲ့အခြေအခါမျိုးမှာတည်ငြိမ်အောင်လုပ်တာတင်တဲ့အရာပါနံပါတ်5စပပါဘဝကိုတယောက်တည်းကြိုးစားရုန်းကန်ပြီးကိုတူးကိုချော်ရလာတဲ့သူတွေပေါ့အကောင်းဆုံးပဲ့ခိုင်ပေးနိုင်တာကတော့စာအုပ်စာပေပြပါပဲဒါကြောင့်တင့်ကိုအတိအလိမ်မှာတိုးစေမဲ့စာတွေခွန်အားရှိစေမဲ့စာတွေလမ်းမှန်ကိုညွှန်ပြပေးနိုင်မဲ့စာတွေကိုအမြဲတမ်းစာဖတ်ပါအချိန်ပေးပြီးဖတ်ပါဒါဆိုရင်ကျင်းစီပေါင်းတင်အောင်မြင်လာပါအောင်မြင်တဲ့ဆိုရင်တော့အခုဒီဗီဒီယိုလေးကိုအပေါင်းလေးနှိပ်ထားပါ